2 man ဒီမျိုးကာလာတင်လေးတစ်တီးတစ်ပြတိုက်ထားတဲ့နောက်မှာ Justin ပြန်ကြရတယ်ဗျာဒီကြောက်ချက်တွေပြန်ပြီးထားတဲ့နောက်မှာတူကြီးတကောင်မှာတက်တောင်းနေနေပဲနောက်မှာကျန်နေကြတဲ့လူတို့ပါပြန်ပြီးတော့ဗတ်နေရဗျာဒီက2 for 2 Fizzy Flag ကအပေးပါတော့ Kizan နေနဲ့ Slam ဖို့တဲ့ပြီးသွားချိန်မှာ Our Sensitivity Threshold Overdrive ပြန်ကိုတိုင်းနေပဲ Fast Door Control တိုင်းတော့ Kizan စကြရဗျာတောက်လျှောက် Rescue တက်စနာရပြန်ပေးတိုင်းနေပဲရောက် Final Slash Upright ဝတ်ဒီအောင်မှာတော့ပြန်ကတ်တိုင်းတော့ Double K ပဲ Mr. Gan တောက်လျှောက်ရားရှိသလိုထိုးကြီးကိုပါပြန်ရှင်းသွားနေပဲ Hero K တိုးတဲ့၄កောင်အထိကိုပါပြန်ပေးလိုက်ရတယ်ဗျာနောက်မှာတော့ Sensitivity ပြန်ဝင်လာဖို့ကြိုးလိုက်လုံးတော့ပြန်ကြောက်တာကိုစီပြန်ပြောက်တိုင်းနဲ့ Water Flat လောက်ကြတယ် Backline ကိုတို့တခုမှာ Mr. Gan Freely တောက်လျှောက်တိုင်းလို့ရင်တော့ Justin ပြန်ကြရဗျာဖက်မှာ Van ဖို့တဲ့ပြန်ကင်းတော့ပဲ Mr. Gan only one ရှိမှုကြိုးလိုက် Aaron Downland Flight Attack ပေးတိုင်းနဲ့ Mr. Gan Shut down ပြန်ပေးလိုက်ရတယ်ဗျာအဲ့တော့ကျန်နေကလက်မေးလေးကောင်နဲ့တော့ Dardan နောက်မှလူရောက်ပေါ်တော့နဲ့စပြီးပေးထားတဲ့တော့ Rusty ကြောက်ကြကြဆိုတာတွေကြားတော့မှတိုးကြည့်တဲပြီးတော့ Kali Sanso 3 man 4 man တော့ stop ပြန်နေတဲ့ Yo-Yo နဲ့ backline က crash drive ဒီအမအေးနဲ့မတန်းပြီးတော့ထပ်ပြီးတော့အဆုံးသတ်တော့ free ချကြကြလို့တတ်လိုက်မယ်ဒီကောင်နဲ့ 4v1 ချက်ရှိနေကြတဲ့ခိုင်တာတစ်ခုမှာ Slamo Dash တွေချပေးလာရတယ်ပဲ All-Star Game မှာ Team နဲ့တူ1 for 4 trade ကိုတော့ Blackstone ဆက်လက်ပြီးတော့ take back ထားနိုင်ခဲ့ပါပြီမဲ့ကောင်ဒီပွဲ overall ရဆိုလို့ရှိရင်ကျွန်တော် Blackstone Alligator တွေအပြန်ပြုတ်ချသွားပြီဆိုရင် Astro Space ရဲ့ပြန်လာခဲ့တဲ့အချိန်ဒီမှာကျွန်တော် Blackstone နဲ့ Trolley ကောင်းတယ်အခုချိန်လောက်မပြီးသေးဘူးအဲ့ဒါပြရအောင် William Ryan Retribution ကျွန်ပြန်လည်းပြောရောက်သွားနေပြီဗျာ Just touch up ပြီးtouch up Yo-Yo ကိုလာဒီထောက်ကန်တော့ Frost Machine အော်မှာ Kisa တောင်းရှော့လက်ထိန်ကန်တဲ့ချင်းတစ်ခုမှာ Energy Rush နဲ့ပြန်ပေးကန်မယ်ထိုးကြီး Double K ကိုကြောက်ပွဲ Chase Chroma Shut down kill by Mr. Gan Sensitivity user position တော့ကောင်းတယ်ဒါပေမဲ့ဒီချိန်မှာ backline ကိုခေါ်တယ်ကတော့ပြန်ပြီး order ရတယ်နောက်မှတော့ Sanso ပြန်ပြီး cover လေး show ကြိုးစားရဗျာလက်မေးနေတဲ့ပေါ့ Yo-Yo ပြန်ပြီးကြည်ထားလို့ပေါ့ Mr. Gan freely ပြန်ထူထား Aurelia လေးစကြရဗျာကျန်ကလာမရှိတော့ Astro Space မှာ Upright လောက်အောင်မှာ Mr. Gan မှာကြာရင် shut down ပြန်ပေးလိုက်ရတယ် Sensitivity တိုင်းမှာ Immortality ပြန်ကြာရင် downland side လက်မေးနေတဲ့ Dardan ပြန်ကောက်ကြိုးလိုက်မယ် Sensitivity တိုင်းမှာပြန်ကြရဗျာ Double K by Toji ဟောပြန်လိုက်ရှင်းဖို့ကြိုးစားထားတယ်ဗျာ Final set တိုင်းမှာ Sensitivity ပေါ်တယ်ကတော့ပြန်ပြီးလှုပ်ထားဖို့ကြိုးစားပြန်ဝင်လာတဲ့အချိန်မှာတစ်ဖက်မှာလည်း backline ကိုပြန်ကြိုးစားထားတယ် Freely that KO တွေတောက်တော့ပြန်ပြထားတယ် Winter Crown နဲ့ပြန်ကင်းနိုင်မယ် Mr. Gan Freely backline မှာYo-Yo တောက်တော့ပြန်ပြထားရင်တော့လက်မေးပြန်ကြရဗျာ Right side တော့ပြန်ပြောင်းသွားနေပြီ Hero K 1 for 1ပြန် trade တိုင်းနဲ့ Toji ကြာသွားပြီ Final set တိုင်းမှာ Mr. Gan ကျွန်တော်ပြန်ပြီးတော့ကြည့်မယ် Sandstorm တန်းပြီးတော့ဖြစ်နေပြီ Energy Rush ထောင်းနေပိုင်းမှာ Backline Crash Core Drive ပေါ်တော့ဘာလေးတပြီးတော့ Backline Control ပိုင်းမှာ Inhuman Aurelia Ryan Backline မှာ Snap ပြန်ပေးခဲ့ပြီ Justin ကောင် Touch Just Slamo Dash မှာ Kisa ကောင်နဲ့ 4v1 တောက်ရှော့ပြန်ထိန်းကန်တယ်အခိုက်အတန့်မှာတော့ Fizzy only ပဲလိုက်ကြည့်နေတယ်ပဲ Fizzy ပြန်သုံးချမယ်တူတယ် ပေါ်တော့ပြန်လို့ကြိုးစားထားတယ်ဖက်မှာလည်း Snap ဖို့ Dash ခင်းနိုင်နေပြီ Aurelia Ryan ပြန်ဝင်လာဖို့ကြိုးစားတယ် Downland Strike အောက်မှာဖက်မှာ Tech KO မှာ Fizzy ပြန်သုံးတိုင်းနေပြီအေးလို့သုံးသပ်ပေးထားတယ်ဗျာကြောက်ပြတောက်လျှောက်ပဲသရုံးလောသွားပြီးရိုက်နေနေတာတခုပါကေဆာဒီသရုံးကာဖို့ကြိုးစားနေနေပဲဒီတစ်ခေါက် game number 1မှာတော့ Astro Speed နေနဲ့လိုအပ်နေကြတဲ့နိုင်ဝက်တစ်ခုတော့ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်